အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့1890ပြည့်နှစ်တွေစီကခွေးလိမ်မာလေးတစ်ကောင်ရဲ့စွန့်စားခန်းကိုပြောပြပေးသွားမှာပါဇလန်းအစမှာတော့ကယ်လီဖိုးနီးယားမှာအေးအေးဆေးဆေးနေတဲ့ခွေးကြီးဘတ်ကိုတွေ့ရမှာပါသူဟာအရန်ဆိုးတယ်လို့အရန်လဲလိမ်မာပါတယ်ဒါပေမဲ့တညမှာတော့လူယုံမာတွေရဲ့ဖန်စီရောင်းစားခြင်းကိုခံလိုက်ရပြီးအေးဆက်လာတဲ့ကနေဒါနိုင်ငံရကန်ဒေတာကိုရောက်သွားခဲ့ပါတယ်အဲ့ဒီမှာတော့ချွေရှာသူတွေများလွန်းလို့ဝင်တင်ခွေးတွေဟာအရန်ဈေးကြီးနေချိန်ပေါ့ဘတ်ဟာပထမဆုံးအကြိမ်နှင်းတွေကိုမြင်ဖူးတာမို့အရန်အံ့ဩနေပါတယ်သူဟာစာပို့သမား proxy မှာဝင်တင်ခွေးအဖြစ်အလုပ်ဆောက်လို့ရပါတယ်အစပိုင်းမှာတော့ဘာမှနားမလည်လို့အဆူခံရပေမဲ့နောက်ပိုင်းမှာတော့ဘတ်ဟာသူ့ရဲ့ရဲရင်မှုနဲ့ကျင်နာမှုကိုပြသနိုင်ခဲ့ပါတယ်ရေခဲအောက်နှစ်သွားတဲ့သူ့သခင်မကိုကယ်တင်ခဲ့တယ်လို့အစာနဲ့နေတဲ့တခြားခွေးတွေကိုလည်းသူ့အစာမျှဝေပေးခဲ့ပါတယ်အဲ့ဒီမှာရှိတဲ့ခေါင်းဆောင်ခွေးစပက်တာကဘတ်ကိုမနာလိုလို့တိုက်ခိုက်ခဲ့ပေမဲ့ဘတ်ကပဲအနိုင်ရပြီးခွေးအုပ်စုရဲ့ခေါင်းဆောင်သစ်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ Telegraph တွေပေါ်လာတဲ့အတွက်စာပို့ခွေးတွေအလုပ်ပြုတ်ပြီးဘတ်တယောက်ရက်ဆက်တဲ့သခင်အစ်စ်ဟာလက်ထဲရောက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ကိုတေဘေးကနေကယ်တင်လိုက်တာကတော့တကူရဲသမားကြီးကြောင့် Harrison Ford ပဲဖြစ်ပါတယ်။ဂျွန်ကဘတ်ကိုနားလည်ပေးတယ်ဂရုစိုက်ပေးတယ်ဘတ်ကလည်းကြောင်းအရက်ဖြတ်နိုင်အောင်ကူညီပေးခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာဂျွန်ရဲ့တားဖြစ်သူသွားချင်ခဲ့တဲ့မြေပုံပေါ်မှာမရှိတဲ့နေရာတစ်စီကိုခရီးထွက်ခဲ့ကြပါတယ်။ခရီးလမ်းမှာဘတ်ခါတောတိုင်းဝန်ပလွေဖြူလေးတစ်ကောင်နဲ့စုံပြီးသူ့ရဲ့တဘာဝဗီဇကိုစတင်တွေ့ရှိလာပါတယ်။ဒါပေမဲ့အစိုးရကအကောင်းဆိုသလိုရွှေတွေအများကြီးတွေ့ခဲ့ပေမဲ့သူတို့ကိုလိုက်တက်တဲ့လူယုံမာဟာကြောင့်ကျောင်းတယောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။ဘတ်ကတော့ကျောင်းကိုထက်တဲ့သူကိုပြန်လည်တိုက်ခိုက်ပေးခဲ့ပြီးတော့သူ့တခင်ရဲ့နောက်ဆုံးခရီးကိုပို့ဆောင်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘတ်ခါလူတွေကြားထဲကိုပြန်မလာတော့ပဲဝင်ပလွေအုပ်စုရဲ့ခေါင်းဆောင်ကြီးအဖြစ်တောထဲမှာပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်။တတိနဲ့တီလေးတွေကြားကတန်ရောစင်တွေကိုကြည့်ကျင်ရင်တော့ဒီကားလေးကိုလက်မလွတ်တမ်းကြည့်တင်ပါတယ်လို့အကြံပြုရင်း